တင်ပြောပြထားတဲ့ဇလန်းကတော့ပရိသတ်တွေကြားမှာရေပန်းစားလေးရှိတဲ့ Rebirth ဒုတိယအကြိမ်ပြန်လည်မွေးဖွားခြင်းနဲ့ Forbidden Love တားမြစ်ထားတဲ့အချက်အကြောင်းအရာကိုအခြေခံထားတဲ့တရုတ် mini drama သို့မဟုတ် web series တစ်ခုရဲ့ recap ဖြစ်ဖို့များပါတယ်။ဒီဇလန်းရဲ့အနှစ်ချုပ်ကိုမြန်မာလိုအောက်မှာအဆင်ပြေအောင်ဘာသာပြန်ပေးထားပါတယ်။ဇလန်းအကျဉ်းအတိတ်ဘဝရဲ့ကြေကွဲစရာဇာတ်သိမ်းအမျိုးသားတဦးဟာသတိမိမျောခေါင်မှန်ဖြစ်နေတဲ့သူ့ရဲ့တူမတော်ဆက်သူမိန်းကလေးရဲ့လက်ကိုလက်စွပ်တကွင်းဆင်ပေးခဲ့ပါတယ်။သူတို့နှစ်ဦးကြားမှာတကယ်တော့သွေးသားမတော်ဆက်ပေမဲ့သူဟာဒီခံစားချက်ကိုရင်ထဲမှာပဲအမြဲမြုပ်နှံထားခဲ့တာပါ။မိန်းကလေးသတိမိနေတဲ့အချိန်မှသာသူဟာရင်ထဲကစကားတွေကိုဖွင့်ဟပြောဆိုနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးခြင်းတော့သူဖွင့်ပြောလိုက်တဲ့နေ့မှာပဲမိန်းကလေးကသူ့ကိုထာဝရနှုတ်ဆက်သွားခဲ့ပါတယ်။ကကြမ္မာရဲ့ဒုတိယအခွင့်အရေးဒါပေမဲ့ထူးဆန်းတာကမိန်းကလေးဟာသတိမိနေတဲ့သုံးနှလုံးလုံးအမျိုးသားပြောသမျှစကားတွေကိုအကုန်ကြားနေခဲ့တာပါ။သူမတေဆုံးခါနီးမှာအကယ်၍နောက်ဘဝရှိခဲ့ရင်ဒီလူသားရဲ့အချစ်ကိုပြန်လည်တုံ့ပြန်ပါမယ်လို့ကတိပြုခဲ့ပါတယ်။အဲ့ဒီဆူတောင်းပြေဝသွားပြီးသူမဟာအထက်တန်းကျောင်းသူဘဝကိုပြန်လည်ရောက်ရှိသွားပါတယ်။ဘဝတင်မှာအရာအလုံးကိုပြောင်းလဲခြင်းနိုးလာတဲ့အချိန်မှာပဲသူမကိုအမြဲဟန်ဆောင်ဆက်ဆံခဲ့တဲ့မိထွေးနဲ့သမီးဖြစ်သူတို့ကိုတွေ့လိုက်ရပါတယ်။အတိတ်ဘဝတုန်းကသူမကမဖြစ်နေတဲ့သုံးနှလုံးတစ်ခါမှလာမကြည့်ခဲ့တဲ့သူတို့ရဲ့အတ္တတွေကိုသူမသိနေပါပြီ။ဒါကြောင့်သူမဟာသူတို့နဲ့အတူမနေပဲသူမချစ်တဲ့ထိုမျိုးသားနဲ့အတူလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အချစ်ကိုကာကွယ်ခြင်းအိမ်ရောက်တဲ့အခါမှာတော့ထိုမျိုးသားဟာတခြားတစ်ယောက်နဲ့အိမ်အောင်ပြုဖို့ marriage proposal ကိစ္စရှိနေတာကိုသိလိုက်ရပါတယ်။ဒါကြောင့်သူမကသမီးကိုစာကူလုပ်ပေးရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ထိုချင်းဆိုမှုကိုဖျက်ခိုင်းလိုက်ပါတယ်။ဒီတစ်ခါမှာတော့သူမဟာသူမရဲ့အချစ်ကိုဘယ်သူမှအဆုံးရှုံးမခံပဲအရာအလုံးကိုပြောင်းလဲဖို့ဆုံးဖြတ်ထားပါတယ်။ဆက်ဖြစ်လာမယ့်အပိုင်းတွေမှာတော့သူမကအထက်တန်းကျောင်းသူတစ်ယောက်အနေနဲ့သူ့အနားမှာကပ်နေရင်ဘယ်လိုတွေဆက်ပြီးချွန်းတွဲမလဲသူတို့ကြားကပတ်သက်မှုကိုဘယ်လိုတရားဝင်ဖြစ်အောင်လုပ်မလဲဆိုတာကစိတ်ဝင်စားဖို့ကောင်းလာမှာပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီလိုဗီဒီယိုrecapတွေအတွက်ကိုကြည့်ဖို့အသေးလေးပေးပြီးအပေါင်းလေးနှိပ်ပေးခဲ့ပါဦးနော်။